ကဲပြတုံးလက်တုံး23လည်းဖြစ်နေပြီဟင်းလည်းမချက်ချင်ဘူးအဲ့ဒါဆိုကျွန်မရှိတာလေးနဲ့ပဲစားပါမယ်ရှိတာလေးကဘာလေးလဲဆိုတော့ဗီဒီယိုထုတ်တဲ့ငမြရီချက်လေးပါငမြရီချက်လေးကိုကျွန်မကဘယ်လိုပြန်လုပ်မှာလဲဆိုတော့ဗောနော်ဒီဟာကိုသူကဘူးဖောက်လိုက်တာနဲ့အဲမှာဖြစ်လေးပေါ့နော်ဖြစ်လေးဖြစ်နေခါကျတော့ကျွန်မငမြရီချက်ဆိုလို့ရှိရင်အရေးလေးမှကြိုက်တယ်ဒီခါကျတော့ကျွန်မကဘူးဖောက်ပြီးတော့ねရေလေးနည်းနည်းလေးထည့်ပြီးတော့ပြန်ပြီးတော့ချက်မှာပေါ့နော်ထွေထူးကောင်းတော့မပြင်ပါဘူးကျွန်မရေလေးပဲထည့်ပြီးတော့ချက်လိုက်ပြီပေါ့နော်အဲ့လိုချက်6တွေ့ထွက်နေနေချက်ဆိုရင်ကျွန်မအဆူချိုက်တဲ့ဒီပုံလေးပါအဲ့ဒါကြောင့်ကျွန်မကဒီရေရလည်းထွေထူးမဟုတ်ပါဘူးအဘူးကိုပဲရေးချင်းပြီးတော့ထည့်ပြီးတော့ပြန်ချက်လိုက်တာပေါ့နော်ကဲဒီလိုမျိုးလေးဆူလာပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်ရေစိုးကျမအမေအိမ်ကိုပေးဖို့တက်ကိုတစ်ခွက်ရင်ထည့်ပါဘောနော်တိုးစရာအစုံနဲ့ကျမအမေအိမ်ကိုပို့ပါပါတိုးစရာအစုံကလည်းစီးစရာစီးတာစီးမယ်ပြုတ်စရာရှိတာပြုတ်ပါမယ်ရှင်ကဲတိုးစရာအစုံနဲ့ရေဒီယိုထုတ်တဲ့ငမြရဲ့ချက်ကလည်းဖက်နေရောပဲဒါလေးကကျမအတွက်ပါဒါလေးကတော့ကျမအမျိုးသားရဲ့ဦးလေးအတွက်ပါကဲနောက်မှကျမရဲ့ရကမအိမ်အတွက်လည်းတိုးစရာနောက်တစ်ပွဲပြင်ရပါတယ်မမရေရရေဒီယိုငမြရဲ့ချက်နဲ့တိုးစရာ၃ပွဲပြင်ရတဲ့အမှတ်တရပါကဲဒါအဆောင်နေတဲ့သူတွေနိုင်ငံခြားသွားတဲ့သူတွေဆိုလို့ရှိရင်ဒီရေဒီယိုငမြရဲ့ချက်ကိုဝယ်ထားတဲ့နယ်လို့တော့ comment ပေးတယ်ပေါ့နော်